ညရွယ်စဉ်ပညာရှာချိန်မှာပပနဲ့ဖြစ်တမ်းမလားခက်ခဲနဲ့ထူးဆန်းရေးဖြစ်တမ်းမလားစီးပွားရေးနယ်ပယ်ထဲကိုချစ်ချိန်မှာလေပနဲ့ဖြစ်တမ်းမလားခက်ခဲနဲ့ထူးဆန်းရေးဖြစ်တမ်းမလားပေါ့အားလုံးကကိုယ့်ရဲ့ဆုံးဖြတ်ချက်အတိုင်းပဲဖြစ်ပါတယ်ကိုယ်ဆုံးဖြတ်ချက်ချတဲ့အတိုင်းဖြစ်တမ်းမှာကိုရှင်တန်ချိန်နေထိုင်ခြင်းအတိုင်းဖြစ်တမ်းမှာနောက်ဆုံးရလက်ကကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မှာပဲမူတည်နေပါမယ်တကယ်တော့ကြာရှုံးနေဆိုတာလုံးဝမအောင်မြင်တဲ့သဘောတရားမဟုတ်ပါဘူးအောင်မြင်ဖို့အတွက်ပို့ပြီးတော့ကြိုးစားပါလို့တတိပေးတဲ့အတွက်အချက်ပြသင်္ကေတတစ်ခုသာဖြစ်ပါတယ်